ထိုင်နေရတော့တကယ်ကောင်းတဲ့ဟောဒီဒီကမာကြီးထိုင်နေတော့လည်းကလည်းပုံစံကိုကြာနာအထဲတော့ဘယ်နဲ့နေနော်အဲ့လိုဒီလိုပဲအင်းပြောလို့တော့သာဘာနှစ်ယောက်ရှိတယ်သာဘာနှစ်ယောက်ရှိတော့ဒီလိုတနေ့9ကိုလိုက်ဖမ်းပြီးတော့မှဒီတက္ကမရောက်ပြီးတော့ကြည့်ရတယ်စကြတာပေါ့သာဘာနှစ်ယောက်အဲ့ဒါ9ဖမ်းတယ်တနေ့ကျတော့ဒါဟိတုဒီအိမ်တိုင်းနဲ့ဒီသာဘာဖမ်းလို့9တော့ရအောင်လို့မင်းကဟိုဘက်ကကံမတော့ဖမ်းငါဒီဘက်ကံဖမ်းမယ်ဆိုတော့ခင်ဗျာတခါလဲ9ရီရတော့အာရပါဖမ်းတာငကြီးကလက်တူပါလေရောလက်ကုံပေါက်တော့အော်တာကိုအဘေးသေးဆိုတော့အတန်နဲ့အော်တော့ခါလည်းပြေးလို့ဟာငါကတော့မူတိုက်တယ်နဲ့တူတယ်တော်တော်ကိုကြီးကြီးကျယ်ဖြစ်တာပဲပေါ့အတိပြေတော့ဘာဖြစ်လို့လဲသားဖြစ်ပြေတော့ပြေးတော့ကျွန်တော်ငကြီးစုလို့ပြဗမာလဲဆိုတော့ကြည့်လိုက်တော့လက်ဆိုမင်းကောယောက်ျားတယ်မင်းဒီလောကငကြီးစုတာများဒီလောက်ပဲတခါလေသေလောက်အိုးနေတယ်အဖေကဒီမှာထုတ်ချင်းပေါက်တာဗျာဟိုယောက်ျားတယ်ပေါ့ဒီလောက်မအိုးပါနဲ့ဆိုတော့အဲ့ဒါနဲ့တခါလေဆွဲနှုတ်နေပြီးတော့သူ့ဆေးဆေးပြီးတော့ကဲနင်းဒီနေလိုက်တော့နင်းလက်ကလည်းမလုပ်ကြည့်လို့မရဘူးငါတို့ရှားပါတော့မယ်ပေါ့လေသူရှား3ရက်လောက်လဲကြာသူကလည်းလုတ်တာပဲအောင်မလီသားကြီးသူတကမတွေအတဲဩခေါ်အဖေလည်းငါလိုဖြစ်ပြနေပြူတယ်ပေါ့လေတခါလေသူမိမရောသူကအတင်းတင်းစနာအဖေဘယ်လိုနေလို့လဲအမလီငါ့ကိုဒီမှာလဲသူ့လို့ကွာအဖေပဲသူ့လေလက်ကိုထားလိုက်တော့ငါတန်ကြီးကလေးဒီမှာချိန်နေဒီမှာလေးချိန်အဖေကဒီလိုသုတ်လိုက်ရတာအဖေကလည်းအကြီးကျယ်ကျွန်တော်မှလည်းဘာသည်လဲကိုမသာငါအတနုစုနေတာအဲ့ဒါအခုကိုယ်ဆိုရင်တော့အတနုကြီးပဲမှကြာအတနုစုနေရပဲသူကတော့ဒါမင်းနဲ့သူကတော့ဘုံမိုးလင်းပါလေဒီသိစရာလေးပြောသလိုမျက်စိစိုက်ပြီးဆရာကြိုက်တယ်ဒကမကြီးတို့ဝေဒနာနဲ့တဲ့တိုးလေးဘုံမောသဘောကျလေဝေဒနာဟိုမှာသမာဓိလှုပ်ပြီးတော့စိတ်ကိုတီအောင်သွားနေတာဒါတွေကစိတ်ကိုတခါလို့ဘယ်မှပြေးလို့မရတော့ဘုရားနဲ့ဖမ်းချုပ်ပြီးတော့စိတ်ကြီးအထက်မှာတခါလို့စိတ်ကလေတခါလေးခုနကတကမှပြောလို့ညွန်ပြစ်နေတာပဲဒါဖြစ်နေတာဒါမဲ့သိခံမှာစိတ်မကြပါဘူးဒီခါနဲ့နှစ်ထိုင်အများဆုံးဒါဒီနေ့တောင်ပြုတ်နိုင်တယ်အောင်နေတာမပြုတ်နှစ်ပြန်တော့ပြုတ်မှာပဲစိတ်ကနှစ်ပြန်မပြုတ်တဲ့ဘက်ကပါဗျာဒါပဲရှိတာဒီဆရာလေးတွေဒီလိုသုတ်ကြကြတာပဲဒါကြောင့်မို့ဒီပေါင်းမှာသူတို့ကြော်ကြော်မုံမွေနဲ့ညီညွတ်နေကြတာပေါ့ဘုံဘုံတို့ဒီမှာတော့ဘုံဘုံတို့ကြောင့်မိသားစုလိုနေတာသုတ်ကြကြီးလို့ရှင်းနေကြည့်တဲ့တော်ကြီးအချင်းညာဒါနဲ့ပဲသိကုန်တာဝေဒနာတွေဒီပေါ်မှာကျွတ်တော်လို့စိတ်ပိုင်းဆိုင်ရာရောက်လာတော့မှဒီမှာကြီးတို့အခုဝေဒနာနဲ့ဆူတဲ့ကောင်လာလိမ့်စိတ်ပိုင်းဆိုင်ရာရောက်သိကျင်သူတို့ကမိတ်ပေါ်အဲ့ဝေဒနာနဲ့ဆူအဲ့ကြတော့မှအဲကြောင့်လို့သူ့နဲ့သူစမောင်းကြီးဆက်လာတရုတ်ပိုင်းကားလိုပဲဒီတရားဟောဒီဝေဒနာချုပ်လို့ချမ်းသာပြီးလွတ်ပြီးမှတယ်ဟိုဘက်မှာသူ့နဲ့ဆူတဲ့ကောင်မျိုးတွေ့တယ်တဏှာဒီလိုပဲတွေ့ပြီးသွားတယ်ဒါကဒီလိုပုံတော့မဟုတ်ဒီပြင်တဏှီပုံနဲ့တူပါဒီပုံမျိုးနဲ့လာမယ်တော့မဟုတ်ဘူးနဲ့ဒီပုံကမလာတော့ပြီးနောက်တစ်မျိုးပုံနဲ့လာတော့သူကအထက်နဲ့ရောက်လေတစ်မျိုးဒုက္ခနဲ့တွေ့လေနောက်တစ်ခါတစ်မဲ့ရောက်လာလေသူ့နဲ့ဒုက္ခဒီလိုပုံလို့တော့မဟုတ်တော့ဒီတနည်းနဲ့တော့အဲ့ဒါကိုအောင်နည်းတွေနဲ့ရှားလည်းမရဘူးသူ့နည်းကိုလမ်းသေးမှသိတဲ့ပုဂ္ဂိုလ်ကဟောလိုက်ရင်ဉာဏ်ပေါက်သွားရဲ့ဒီစိတ်ကျင်သွားလို့ရအဲ့ဒါလိုပေါ့အခုကဝေဒနာသမာဓိလောက်ခန်းနေပါဟိုအရင်ဝေဒနာတွေချုပ်တယ်ဆိုတာသီလသမာဓိနဲ့ပြည့်ထုတ်ပြတယ်တကားလူကိုချမ်းသာသွားတာလို့ကြီးပြီးတော့လက်ဖို့ချုပ်ပြီးတော့သွားတာပျော်သွားတာလို့အဲ့ဒါတွေကဝေဒနာသမာဓိနဲ့ချုပ်ပလိုက်တာဒီဉာဏ်ချုပ်ကြတော့လက္ခဏာချုပ်ဉာဏ်ချုပ်ကြတော့သူကအမတန်ပညာသားပါတယ်သူကအကြောင်းနဲ့အကျိုးသိရင်ကြည့်ရတယ်အဲ့ဒါမှဉာဏ်ချုပ်လို့မရတော့ဘူးသူကဉာဏ်ချုပ်ကြတော့အဲ့ဉာဏ်နဲ့ချုပ်ပြီးတော့လေချုပ်ပြီးသွားရင်ဘာလို့လို့မြင်လိုက်တဲ့အပေါ်မှာအသိမြင်လိုက်တဲ့သူကခံစားမယ်ဆိုခံစားတဲ့စိတ်ကြည့်လိုက်တဲ့နောက်မှာချုပ်သွားကြားလိုက်တဲ့အပေါ်မှာနားလိုက်တဲ့အပေါ်မှာနားတော့ကြားမှာပဲကြားတယ်မဟုတ်တော့ညှို့ခံစားပဲအဲ့ခံစားလိုက်တာလို့ဒီဝိပဿနာဉာဏ်ဝိပဿနာစိတ်ကရှင်းထားတဲ့ပုဂ္ဂိုလ်ကမြင်ထားတော့အဲ့ခံစားတာလေးကိုဉာဏ်မြင်လိုက်တဲ့နဲ့အ
အမဲ့ကြနေကြတယ်ဒီဝေဒနာခံစားမှုကမရှိတော့ဘူးချုပ်ပြီးသားခံစားတယ်ဆိုတော့ဝေဒနာပေါ့အဲ့ဒါကိုဝေဒနာချုပ်တယ်လို့ပြောတာဒီညောင်းနဲ့ညာတာမှမဟုတ်ဘူးမြင်နိုင်ကြတဲ့နာနဲ့ဒီတိုင်းပေါ်မှာခံစားမှုတွေအကြောင်းလုပ်တဲ့စိတ်လိုက်ခံစားတဲ့စိတ်ကိုညာမြင်ပြီးတော့ချုပ်သွားတယ်အဲနေလို့ထိုင်လို့ကောင်းမဲ့သွားရင်လည်းဒီတရားသွားတတိလာတတိနေတတိအဲ့ကြတော့မှထိုင်နာရမဟုတ်တော့သွားရလာရင်လည်းတရားကအကုန်ပါပါဘူးအဲ့ဒါလိုလုပ်သွားတာပါဒါကြောင့်မို့အခုချိန်ကတော့ဒီပေါ်မှာဝေဒနာသမာဓိတဉာဏ်နဲ့ထိချုပ်တဲ့လုတ်ဆန်းတက္ကမကြီးတို့လည်းအထဲထဲမှာလေးလက်ပတ်ပြေးစားဘယ်တော့မရကျန်လို့မရဘူးအဲဉာဏ်ပေါ်တော့မှရဒီကိစ္စဉာဏ်ပေါအောင်တော့ဘုံဘုံနီးနီးနဲ့ချပေးနေတယ်ဒီနေ့မဟုတ်ဒီနေ့ပေါ့ဒီဆိုတာကိုရည်ရွယ်ချက်ကအမျိုးမျိုးနဲ့လာတယ်လေတရိုက်6မျိုးနဲ့လာတော့သူ့စိတ်နဲ့သူတဲ့သွားတယ်အားချင်းသဘောပေါက်သွားအဲ့ဒီလိုလေးရှိပါတယ်ဒုံးလိုက်လို့မရဘူးဟိုအောက်ကတရားတွေတော့သီလပိုင်းသမာဓိပိုင်းတွေကတော့ဒုံးလိုက်လို့ရတယ်ဒီမှာဒုံးလိုက်လို့ရတဲ့တရားမို့ဉာဏ်လုံးနေဉာဏ်နဲ့သိစေသွားတယ်လားဖြစ်ပါတယ်ဒါကြောင့်မို့တူတူစားစားလေးနဲ့အထောက်ကြပါကနဦးမှာစအရှိတရားရေးကြည့်ပါပရိက္ခဏယူပြီးတဲ့ဆိုခါတိုင်းလိုမလုံးပရိက္ခဏယူတဲ့ဆိုသိချပြင်ပြက်ပြီးတော့ကိုယ်စိတ်ကလေးကိုအေးစစ်စစ်ထားပြီးတော့စိတ်နဲ့ပြင်ပြီးအားလုံးကြည့်ပြီးပြီးပြီလားပြီးပြီဆိုရင်ဒါလည်းငြိမ်ကြတယ်ဘာမှမလုပ်လိုက်နဲ့အဲ့ဒါကနဦးစက်ထွက်တဲ့နေရာသိရေးကြည့်တယ်ဇာတိခေါ်တာအစကိုဇာတိခေါ်တယ်ဒီရလာပြီးတဲ့ဆိုတော့ကမ္မငန်းတခါလေးငြိမ်ကြပြီးတော့မှအဝင်လေးထွက်ပြီးသွားရှင်ဟိုနေရာယူပြီးတော့စိတ်ကသူကအရင်နေရာယူပြီးငြိမ်ပြီးတဲ့နေရာဘယ်လောက်လို့တော့ကြပြန်ငြိမ်တယ်အစထွက်ကြတဲ့ကတတိနဲ့ထွက်သွားကြည့်သွားတတိတွေပါသွားတယ်စထွက်ရင်ဉာဏ်နဲ့ထွက်ကြည့်ဉာဏ်တွေပါသွားတော့စထွက်ရင်အတိုင်းနဲ့အထွက်နောက်အတိုင်းတိုင်းနဲ့ပြန်ပြန်ကြဒါလက္ခဏာတွေစင်ပေါ်မှာမူတည်ပြီးတော့ရှိပါတယ်အောင်ပရိက္ခယူပြီးရင်သေသေးချာလေးပြင်ကိုခန္ဓာကိုယ်ကြည့်ရုပ်ကိုကြည့်စိတ်ကိုလည်းကြည့်အားလုံးသူ့ပဂရိအတိုင်းသမားဆရာလေးတွေအများဆုံးအတိုင်းတိုင်းနဲ့နေတာသူတို့ရုပ်တိုင်းနဲ့စိတ်တိုင်းနဲ့ထားပြီးတော့ရှုတဲ့ပုဂ္ဂိုလ်တွေများတယ်ဒါကြတော့သူကရုပ်ပိုင်းစိတ်ပိုင်းလွတ်သွားတာကိုလွတ်တော့သူ့အင်းကိုရုပ်တိုင်းနဲ့စိတ်တိုင်းနဲ့ဘောကနေစောင့်ကြည့်ကြဘာမှမလုပ်တော့ဘူးဟိုတဲ့စိတ်ကိုသူတို့စောင့်ကြည့်တယ်ပေါင်းမပေရသေးတဲ့စိတ်ကြတော့ပေါင်းမိတယ်ပေရမယ့်စိတ်ကြတော့သူ့အစ်နဲ့သူမြင်တဲ့အခါကျတော့ရှုတယ်အထက်နဲ့တဲ့အစ်ကြတော့သူတို့ပဲရှုနိုင်မယ်ပေါင်းမိတာဖြစ်ဖြစ်နေသေးတယ်အဲ့ဒါလိုနဲ့ပြသွားတာဒါကြောင့်မလို့ဒီဝေဒနာကိုမကြောက်ပါနဲ့ဝေဒနာကျေးဇူးရှင်မှာအရိယာတွေကဒီဝေဒနာနဲ့ထောက်တော့တက်သွားတာပဲ။ကောင်းဘုံဘုံဒီဝေဒနာကိုနေကြတာဘုံဘုံလည်းဒီဝေဒနာနဲ့တက်လာတာ။သူကတော့စိတ်ကိုထိန်းနေကြထိန်းเสียမလို့ဘူး။အရင်တော့ကိုယ်ကစိတ်ကိုလိုက်ထင်ရတယ်မထိန်းကြမလို့ဒီဝေဒနာထိန်းပြီးတော့အဲ့တော့ဝေဒနာကိုမကြောက်ပါနဲ့ဝေဒနာဆိုတော့လည်းဟိုတင်းတာတောင်းတာကိုစိတ်ကသွားခံစားတာဒါပေမဲ့ဓမ္မကြီးတို့တရားကြီးတို့သဘောမပေါက်နိုင်ဘူးဘယ်လိုမှပေါက်လို့မရတဲ့ကိစ္စဘာလို့လဲဆိုဒီမှာကဒီမျိုးဆွဲထားတဲ့အဆွဲကများနေတယ်ဘုံဘုံလည်းဖြစ်ခဲ့ဘူးတဲ့သူများတွေဟာဝေဒနာချုပ်တာတို့ဘာလို့ဖြစ်တယ်ဘုံဘုံလည်းချုပ်ချင်တာပဲဒါပေမဲ့ဒီလိုဝေဒနာလေးချုပ်ပြီးတော့ခန္ဓာကိုယ်ကြီးပြောက်ပြီးတော့ချမ်းသာခဲ့ဘူးလားတွေလွတ်ခဲ့ဘူးလားတွေ့ခဲ့တယ်အဲ့လိုဖြစ်အောင်မလားဆိုလိုက်တာမရခဲ့ပါဘူးဒီမှာနီးတွေကနောက်တနည်းတွေလာအဲ့ဒီတော့သူများတွေချုပ်မေးခြင်းချုပ်တယ်လေကို့မချုပ်ကို့ကြည့်ရင်လည်းအမြဲရှိနေတာဒီဝေဒနာကြည့်အမြဲရှိနေတာပဲစိတ်ကိုကုန်းလို့အဲ့ဒီပေါ်မှာလည်းကုန်းပြီးတော့လေသူ့ပေါ်မှာကိုနည်းနည်းလေးဝင်လေးပြုရင်လည်းကိုယ်ကတရားမရမှာသူမရအောင်လည်းကိုယ်ဘာမှမလုပ်တတ်သူများတွေဝေဒနာချုပ်တယ်ငါမချုပ်ပါလားပြန်ကြည့်လေဒီဝေဒနာရှိတခါကြလေသူ့အတူလွတ်နေလွတ်နေတာကိုမမြင်ဘူးမမြင်တော့ပြန်နှလုံးသွင်းလိုက်ရှိတော့နှလုံးသွင်းတဲ့ငါနဲ့ပေါင်းနေတော့နှလုံးသွင်းလေးချုပ်တော့ငါမရှိတော့မသိဘူးနှလုံးသွင်းလေးနဲ့ငါနဲ့ပေါင်းလိုက်တော့သွားပြီးတော့သိတော့အမြဲရှိနေတယ်ပဲဒီဈာကာလကိုကောင်းကောင်းမသိလိုက်ဘာနဲ့ဥပမာတူလဲဆိုတော့ဓမ္မကြီးတွေဥပမာတကားတယောက်နဲ့ဘုံဘုံနဲ့မနစ်ကတော့ရံဖြစ်တယ်ဆိုပါလို့သူလည်းမကြည့်ခြင်းသူကလည်းကိုယ်မကြည့်ခြင်းနဲ့ရောက်ဖြစ်နေတဲ့အခါမှာပြောမတွေ့ကြတော့အဲဒီတော့တကယ်ဒေါသတွေဖြစ်ပြီးတော့ဖြစ်ကြနောက်၄-၅-၆လတစ်နှစ်လောက်ကြာတော့သူနဲ့တွေ့တဲ့အခါကျတော့ဒေါသပြန်ပေါ်မင်းကမနစ်ကတည်းကငါမကြည့်ဘူးသူကလည်းအရှင်မေကမနစ်ကတည်းကမကြည့်ဘူးမနစ်ကနဲ့ဒီနေ့ဈာကာလလွတ်နေတာကိုမသိလိုက်ဘူးပေါ့နော်ဈာကာလမှာသူ့စိတ်သူ့ကိုဒေါသဖြစ်တဲ့စိတ်သူ့လည်းမသိသူ့စိတ်လည်းမဖြစ်အခုမြင်မှဖြစ်ပါလားလို့
မြင်မှတော့ဖြစ်ပါလားလို့သိတယ်ဂျာကာလမရှိတဲ့စိတ်ကိုမသိသလိုဒီလိုပဲကိုဝေဒနာတော့ကြည့်တယ်ရှိရင်ရှိနေတာဒါနဲ့သူ့ဘာသူနေတဲ့အခါမှာမရှိဘူးမရှိတော့ဘူးမသိလိုက်အဲ့ဒါမသိကိုမသိနိုင်တဲ့ကိစ္စကြီးတစ်ခုပြဒါနဲ့တော့ကြည့်လိုက်လို့ရှိနေအမြဲရှိနေတယ်လို့ပဲတရားကအမြဲမရှိဘူးဟောတော့ငါအမြဲရှိနေတာပဲဘယ်ဟုတ်မလဲအဲ့သူ့ဘာသူလွတ်နေတဲ့အခါကျတော့မသိဘူးကိုဒါမြည်သူကသိနိုင်တာမဟုတ်ဘူးဒီကိစ္စကြီးကဘုံဘလို့ပဲဟောမသိနိုင်ဒကမကြီးတို့နောက်သဘောပေါက်လာတော့မှဩဒီပုံမှာအမြဲမရှိဆိုတာဟုတ်ကားပဲဒီပုံမှာတော့ခံစားတဲ့သဘောတာအမြဲမရှိတာငါပုံမှာသွားပြီးတော့အမြဲရှိတယ်လို့ငါယူကြတော့ငါရှိတယ်လို့ယူအရှိဖြစ်နေပါလားမရှိဘူးလို့ယူတော့မရှိဘူးဖြစ်တယ်ပါလားအယူကိုနားလဲလားကိုယူကိုနားလဲလားအဲ့ဒီအယူကိုအငြိမ်တယ်လို့ယူရင်လည်းငြိမ်တာရှုပြတာပဲချုပ်တယ်လို့ယူလဲချုပ်တာရှုပြတာပဲတည်တယ်လို့ယူရင်လည်းတည်တဲ့စိတ်ကိုရှုတာပဲအယူကိုလိုက်ရှုတော့တာပဲခေါင်းအဲ့လိုဒလစီကားကောက်ရှုသွားအယူကိုပြီးသွားအဲ့ဒီကနေစတာပါပဲဒါကြောင့်မလို့ဒီသုံးနာရီစခန်းဆိုတာအခုကပိုင်ပိုင်လေးနဲ့သိသိချာချာလေးတွေတော်တော်ကိုအနှစ်ပါနဲ့ဖြစ်နေကြတယ်ဘုံဘုံတွေ့ပါတယ်ဒီနေ့ဆို2ရက်ရောက်သွားပါပြီဒီတိုင်းဆိုရင်သိမကြပါဘူးဓမ္မကြီးတို့ညံပေါက်ပုံမှာပါကဲအောင်လို့ကြည့်နမောတတ္တ